သွားတန်စင်မင်းဖြစ်တရုတ်ဆောင်မဲ့အပြုံးမင်းသားလေးဆိုင်မှုဖြစ်ပါတယ်စာရရပြီလားစာရရပါပြီမရတဲ့ရတာအောင်မရတာဟောနော်နော်ကပရက်တက်ကြီးကိုတခွန်းနှခွန်းပြောလိုက်ပါအောင်တွေ့ကျင်လို့ပါတဲ့ကျွန်တော်ရန်နေကြိုးစားနေပါပြီဒီဟိုစိတ်လေးရှားသွားတယ်စိတ်လေးကြိုးစားလိုက်ဆိုဘတ်တင်းမှာဆုံးတော့ဒီနေ့သိန်း400ထော်ပါတယ်ဒီနေ့သိန်း400ဘာကြီးလဲမို့ဒီနေ့ကသားချဲတာဘာမှမကြည့်တော့ကျဲလို့သူစီလိုကြီးရဲ့ကျဲလို့ဒီနေ့ကောင်းတယ်ကြီးကျဲလိုက်စီနေလိုက်ဝင်အောင်တော့โอเคများချက်တောင်းပြီးတော့အဲ့တော့ဆင်သွားတော့ဘာဖြစ်မလဲလမ်းဖြစ်ပါဆရာကြီးဆင်သွားတော့လမ်းဖြစ်မယ်နော်အခုကြားရုပ်ကြီးနဲ့ကြတော့ကြားရုပ်ကြီးတော့တမင်ဆယ်လမ်းကြားစင်လောက်ပြီကြားကြောက်လို့တမင်ဆယ်လမ်းကြားတလမ်းဟာလားဆင်ဗာလဲဆင်သွားတော့ဆင်သွားတော့လမ်းဖြစ်တယ်နော်ကဲဆရာမမျက်မှန်ရမလေးပြပါပတ်စံကျမယ်ဝင်းနေဘုရားမောတော်
มาဝိုင်းစရာအပေးအောင်မယ်လောက်ပါပတ်စံဟဲ့ပတ်စံဝိုင်းအောင်ပေးအောင်မယ်ဝိုင်းတော့ပေးအောင်ဝိုင်းပြပါခင်ဗျအခုအားပေးကြတဲ့လူတွေနော်ကျွန်တော်တို့ဇတ်တော်ကြီးစတိုက်တော့မှဖြစ်တဲ့ကြောင်းမလို့အားလုံးလည်းဆူတောင်းပေးကြပါအောင်အားလုံးအစဉ်ပြေချောမွေ့နဲ့ကျွန်တော်တို့ဇတ်တိုက်နိုင်ဖို့အတွက်နော်ဟုတ်ကဲ့ဆူလာတူပါတာအဖြစ်တရုတ်ဆောင်မဲ့ဘိုမရောက်ရှိပါပြီကျွန်တော်တို့စင်ပြူမလေးဖြစ်တဲ့ကြောင့်မို့သပင်တွေကိုလည်းတတိယကြာစင်ပြူနဲ့တူအောင်လုပ်ပေးထားပါတယ်နော်သူကိုတာဒီဘက်ကချဲလိုက်ခုနချဲလိုက်အဲ့တော့ရေကြီးချမ်းမြရောက်ပါပြီနော်မဟာတူပါတာအဖြစ်တရုတ်ဆောင်မှာဖြစ်ပါတယ်နော်ဒါကတော့ဘေးကနေပြီးတော့ရောက်နေတာတော့ဟိုဘက်ကတော့စင်ပေါက်တွေဟိုဘက်ကစင်ပေါက်စားတယ်ဟိုစင်ကတော့အစာမစားတဲ့စင်ရွှေကြားဖြစ်ပါတယ်အစာမစားသေးတဲ့စင်စင်ရွှေကြားသူကစင်ရွှေကြားနော်စင်ရွှေကြားတဲ့သူကဒါလေးကတော့တောနှုတ်ထိုဖြစ်စာမရသေးတဲ့ထက်ကိုဖြစ်ပါတယ်ကျွန်တော်တို့ရွှေစိတ်စုများရှင်ပညာရှင်အဆင့်ရွှေလေးစုများရှင်ကျွန်တော်ရဲ့အော်ပရာတွေတိုင်းမှာမင်းသားတာပြောင်းသွားတယ်လုံးဝမပြောင်းနဲ့ကျွန်တော်အော်ပရာရှိတော့မှာနော်အဲ့ဒါအော်ပရာရှိတော့မှာလုံးဝအဓိကနေရာနဲ့တရုပ်ဆောင်သွားတဲ့ဟိုထက်ကိုရွှေလေးများရှင်ဆက်ကိုကလည်းဒီမှာစတဲ့စင်မင်းဖြစ်တရုပ်ဆောင်ဝင်မှာဖြစ်ပါတယ်စတဲ့စင်မင်းဖြစ်ဒီကတော့ဒီမှာစင်စရာတွေအကတော့စင်ပဲဖွဲ့ရလဲခင်ဗျရတနာမင်းစင်ဖွဲ့ရပါရတနာမင်းစင်ဖွဲ့ရဆိုတော့ကျွန်တော်တို့ဟိုနေတော်ရလာတာလားဘယ်ရလာလဲအမျိုးပေါ်ပဲလာတာဘယ်ရလာတာလဲကြောက်စရာနေပြီးတော့အခုဗမာစတေးလဲမင်္ဂလာတို့အေးအဲ့ဒါအခုနာမည်လေးမဆက်ပေးလိုက်ပါဦးရုပ်သေးပညာရှင်ရုပ်သေးကျိုးသွဲလေးတွေလည်းပါမယ်ပေါ့ခင်ဗျာကဲအားလုံးတွေ့ကျင်နေတဲ့လူပြိုကြီးဂီတမှုရဲအောင်ဆိုတာသူပါပဲလို့သူမိမမရှိဘူးမလားမရှိဘူးနော်မရှိဟုတ်ပြီဟုတ်ကဲ့လူပြိုကြီးရဲအောင်ပါလူပြိုကြီးရဲအောင်နော်သူမိမဒီနားမရှိဘူးတဲ့သူတို့မရှိတော့လေးပြောရတာပေါ့နော်ဟုတ်ကဲ့နော်ကဲကျိုးသွဲကြီးကားကျိုးသွဲကြီးဘယ်လိုလဲကိုမောင်ဆန်းခုနပတ်စံနေလူတာဘယ်လောက်ရလဲဘာပြလို့မရလဲလူနာနေတောင်းပြောရုပ်ပတ်စံလူတာတောင်းရရုပ်သာတော့ကျွန်တော်ဒီဥစ္စာတော့ဦးချမ်းသာရဲ့အပြားစားမှာလူယုံမာကြီးပေါ့ဗျာ
1000ရတယ် အားနာပါစေဖို့ပြန်တော့ ဟုတ်ကဲ့ဒါတော့ကျွန်တော်တို့ဒီဇတ်တော်ကြီးမှာဒီတင်ဆက်ပေးမဲ့လူပြိုကြီးသူ့မိမရှိလားသူ့မိမအနာမရှိလားမပါဘူးမလားမပါဘူးသူ့မိမမပါပါဘူးတဲ့ဒီမှာလူပြိုကြီးဖိရသာဖြစ်ပါတယ်နော်ဖိရသာဖြစ်ပါတယ်ကဲမြန်မာပြည်ကြောက်စုဒီမှာမြန်မာပြည်ကြောက်စုနော်ဟုတ်ကဲ့ပါအခုဒါတော့ချောကလက်လေးပါပြောပြလိုက်ပါအောင်ချောကလက်ပါလေးပြောလိုက်ပါအောင်ဒါတွေဖြူဖို့ကြိုးစားနေပါတယ်တဲ့နော်အသားတွေဖြူဖို့ကြိုးစားနေပါတယ်တဲ့အားလုံးနော်ဟုတ်ကဲ့ဒီဥစ္စာကတော့ကျွန်တော်တို့ LED တွေကိုတလွဲတွေထိုးနေတယ်နော်ကိုနေဝင်းဖြစ်ပါတယ် LED ဆရာကိုနေဝင်းဖြစ်ပါတယ်သူအားဆိုရင်တော့အခုဆိုရင်ဒီနေ့မှာဘာကြီးတွေကင်ပါလေပြောပါအောင်နည်းနည်းပြောပြလိုက် ကြီးကမှ130ကိုပီ3တွေပါပီ3တွေကင်ပါ130ပီ3တွေအကြီးတွေကင်ပါပီ3တွေအကြီးတွေကင်ပါကဲဒါတော့အတန်ဆရာကဲနည်းနည်းမိတ်ဆက်ပေးလိုက်ပါဦးဇမင်းနိုင်အတန်ဆရာဇမင်းနိုင်ကဲအတန်နေသူကဒါအောင်မကြိုက်သေးဘူးတဲ့ထပ်ဝယ်ဦးပါလေဗျာဒါအောင်မကြိုက်သေးဘူးတဲ့ထပ်ဝယ်ဦးပါလေကြည့်ကဲကျွန်တော်တို့နှိမ့်ဆက်ချက်ဒါအောင်မကြိုက်သေးဘူးတဲ့ထပ်ဝယ်ဦးပါလေကဲနော်ဒါအောင်မကြိုက်သေးဘူးတဲ့ထပ်ဝယ်ဦးပါပါလေအလုပ်တွေလုပ်နေပြီကျွန်တော်ပင်ကိုယ်တန်မကောင်းပါဘူးလို့ပြောပြလိုက်နော်ဟုတ်ကဲ့ဒါတော့ကျွန်တော်တို့ဇတ်သပင်မှာမရှိမဖြစ်လိုအပ်တဲ့ကျွန်တော်တို့အဖိုးကြီးတွေပေါ့ဗျာဘောဇတ်ပညာရှင်ကြီးတွေပါနော်ဘကဘိုးဘိုးကြီးဘကမိုးဘိုးဦးတက်ရှင်ရဲ့တာဟုတ်ကဲ့ကျွန်တော်တို့တစ်ချိန်ကတော့ရှမ်းတော့နာမည်လာကြီးနဲ့လူတာမသိတာနာမည်ကြီးနေတာပေါ့သူ့တိုင်းပဲနော်အခုတက်လင်းဖြစ်ပါတယ်လို့နော်နည်းနည်းတစ်ခွန်းပြောလိုက်အောင်ဆက်လက်သမီးဇတ်တော်ကြီးတိုက်နေပါလေနော်နောက်ဆိုင်ရင်မူလေးကဘလောက်ကြိုးစားထားတယ်ဆိုတာစိတ်ရဲ့နေငယ်မှာတော်တော်ရည်ကြည်ရမှာပြီးထားပါတယ်ဒါလေးပဲအားပေးကြပါဦးနော်ဟုတ်ကဲ့ကိုရဲရေဟိုအလုံးမဲ့ဟိုလေးတိုက်လိုက်ခုနလေးတိုက်လိုက်တခါလဲလုံးပါဇတ်တော်ကြီးကတခါလဲတိုက်မှာအလေဟိုလေကေသာလင်းမောင်နဲ့ပိုင်းပြူခေါ်ကေသာလင်းမောင်နဲ့ပိုင်းပြူဟိုလေဟိုစေရုပ်တယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်နော်ဝိုင်းပြီးတော့ဆွတောင်းအားပေးကြတဲ့ကြောင့်ကျေးဇူးတင်ပါတယ်ဒီနေရာမှာဒါမင်းဝင်းကျွဲဘက်ကပေါင်းကြည့်လိုက်လို့တော့တယ်ကိုရအဲ့ဒီလုံးကစာသားပါလားစာတိုင်းနောက်မှထည့်တာစာသားလေးထည့်တာတယ်ကမထည့်တာသေးကြည့်လိုက်မယ်နောက်မှထည့်ပလေးထည့်လိုက်မယ်နောက်မှထည့်ရတယ်ဘာသားတို့နှစ်ယောက်ကအဲ့ဒီလုံးလေးမှာတစ်ဖက်နဲ့တစ်ဖက်ပြေးထွက်လာပြီးတော့ဟိုဟာတုန်းကလို့ပဲပြေးထွက်လာပြီးတော့ဖတ်မယ်ဖတ်ပြီးတာနဲ့အားလုံးနှစ်ယောက်ဖတ်မယ်ဖတ်ပြီးတာနဲ့လက်လေးတူလို့လုပ်ပြီးတော့ဒီလိုလေးစော့ကြီးစားထားဘူးလားထားတယ်3ယောက်ရှိတယ်ဆိုကြီးစားထားဘူးလားထားဘူးလားဟောအေးဒီလေးဆွဲပြီးတော့ဒီလိုလေးရမယ်အဲ့လိုလေးရမယ်အဲ့လိုမလုပ်ဒါကတာအဲ့လိုလုပ်တာမဟုတ်ဒါတစ်ချက်လေးနော်ဒီလေဟုတ်ပြီမျက်စိမိတ်တာလို့ပြောမျက်စိမိတ်တာဆိုအနာမဟုတ်ဒီလိုမျက်စိလေးမိတ်အနာကသိမ့်ဖက်လိုက်မျက်စိလေးမိတ်လိုက်ဟုတ်ပြီဆိုရောမင်းကတနေရာလေးမှာဟုတ်တူရေဝါလို့ဟိုဘက်ကိုဖောက်သွားတော့ပုံးနေရဟုတ်ပြီရှာမယ်ဝင်မတွေ့ဘူးဟုတ်ပြီတွေ့သွားပြီတို့ပြေးမဟုတ်အဲ့လိုမရနဲ့လည်းဖတ်ဖို့ပဲလုပ်နေတာပဲအလကားတွေဖတ်နေတယ်ဘာမှလည်းမသိဘာညာစီဆိုရကစိတ်ကောက်မဒီဘက်နာကိုစိတ်ကောက်ဒီကလည်းပြေးစိတ်ကချော့မယ်ဒီနားမှာလာထိုင်မယ်ခံကြလိုက်
ထိုင်ကြလိုက်အောက်မှာထိုင်ကြရောဖက်လိုက်ဖက်တာဖက်တာအဲ့ဒါလေးနဲ့ဆုံးသတ်မယ်နော်ရပြီတော့တက်တော့တစ်ဖက်ချက်နေအမမြင်ရနေဇက်တိုက်တာမြင်ရနေနော်တယောက်တစ်ဖက်ဟုတ်ပြီအောင်ကိုဝင်းတို့လူထုမှာအထုပ်ပြေးပြီတဲ့ကဲရလာတီးလုံးလေးတီးကြည့်မယ်နော်စီရိုဒန်လေးနဲ့စီရိုဒန်ကိုရောက်လို့ဒီမှာလဲဒရန်နဲ့ဒီမှာလဲစီရိုဒန်ဒီမှာတူတီအလားလေကြည့်လိုက်ဦး ကဲစား ခိုင်းပြီခိုင်းပြီ အဲ့ရလောစမ်းမယ်ဟိုလေအောင်ပြောမင်းဟိုလေခုနအဆွဲကိုပိုက်နေတဲ့အချိန်လေး ပိုက်နေတဲ့နေရာမှာ အဆွေကိုပိုက်နေပြီးတော့ project ကြီးကြာလာတဲ့အချိန် project ကြီးကြာလာနော်တီတဲစာထွက်နေ哦ပြေဝင်ဖလိုက်လက်ကျဆွဲလက်ဒီနေပြပြပါအဲ့မှာဆရာပိုင် project တိုင်းပြန်ကြမယ်ဟုတ်တယ်ဘူးကမကြိုက်ဘူးပေါ့ကိုသွိုင်းပြပါခဏလေးကိုသွိုင်းပြပါရဲခေါင်းလာနေကြတယ်နော်လောက်ကြလား
နဲ့ရှိတယ်အဲဒီသားမထားဘူးတော့တင်ရတာရန်ခတ်တယ်ဘုမားတို့ကတော့တင်လိုက်ဒီဥစ္စာတစ်ခါလေးပြီးတယ်နော်ဒီနေရာမလို့ဘူးကျွန်တော်ဆိုတဲ့သဘောပေါက်တယ်အခုတော့ကိုကအဲဆိုင်မိုးပြောင်းလဲအဲ့လိုပဲအဲဒီသားမထားဘူးတော့အဲတင်ရတာရန်ခတ်တယ်ကဲလို့စမ်းမယ်ဟိုကလည်းစမ်းရင်ဟိုလေးကြည့်လားအောင်ဆိုင်လို့ကြည့်လားမောင်နှမကြည့်လားကမဝါသမီးဟာဒီအစွဲရပါပြီးတော့မောင်ပို့ပြီးတော့ညနေကြမယ်ကိုမောင်ဆန်းပြောတယ်ကိုမောင်ဆန်းကြည့်တယ်တော့မင်းတို့ပြောလိုက်မရောဟေးအဲ့ဒီမှာပရိုဂျက်လိုက်ကြပါပရိုဂျက်လိုက်ကြပြီစမ်းလို့ပေါစမ်းလို့အမေမနဲ့ပရိုဂျက်လိုက်ကြပြီပရိုဂျက်လိုက်ကြပါလေကဲအားလုံးကျေးဇူးတင်ပါတယ်တတအားလုံးကျေးဇူးပါတယ်အားလုံးတတ